ဒါကတော့ဇွန်နာဗီဒီယိုမှာပြောထားတဲ့ဒီပြောရမှာဆိုရေနံနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဗီဒီယိုလုပ်ပေးမယ်ဆိုတဲ့ဗီဒီယိုလေးဖြစ်ပါတယ်တချို့ကပြောကြတယ်ပေါ့နော် okay အဲ့ဒါဆိုရင် Iran Middle East ကနေရေနံမယူဘူးကောရလားဆိုတော့ရလာဆိုတော့ US လည်းပြောတယ်ဒီဟုတ်တယ်မလားသူတို့မှာစီ Venezuela ကစီအများကြီးရှိရဆိုပြီးတော့မှပြောတယ်ဒါပေမဲ့ဒါကြောင့်အချက်လက်နဲ့ကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အလုပ်ပြောရလဲအဆင်မပြေလို့ Global Statistics ရဲ့ quality ဘိုင်းအရာပေါ့နော် Syria API gravity ဆိုပြီးတော့မှ level လေးတွေ꿰တယ်ကွယ် level လေးတွေ꿰တော့ပြောရမယ်ဆိုရင်အကယ်၍ပေါ့နော် high qualityရမှာပဲပို့ပြီးတော့မှ filter အများကြီးလုပ်လို့ရတယ်ကွာတိလားပြောရမယ်ဆိုရင်တချို့နိုင်ငံကစီများတာလဲမှန်တယ်ဒါပေမဲ့ sticky ဖြစ်တာပေါ့နော်သူကအရန်ပြစ်တယ်ဆိုရင်လေဒီလူတွေသုံးအသုံးပြုရတဲ့ diesel တို့ gas တို့ ဓာတ်ဆီတို့လောက်ရတဲ့အချိန်မှာဆိုရင်လည်း quality နည်းနည်းပဲထွက်တယ်ကွာအဲ့မှာ global statistics ရဲ့ quality API gravity အရဆိုရင်American ရဲ့စီရတော့ API အမြင့်ဆုံးသူက30ကနေ31ပေါ့နော်သူအနေနဲ့အဲ့ American ထုတ်လုပ်နိုင်တာဆိုရင် light oil ကိုတောင်ထုတ်လုပ်နိုင်တယ်ဒါပေမဲ့အမေရိကမှာရှိတဲ့တချို့သူများတော့အဖြစ်သူရဲ့စီလောက်တဲ့ tank တွေကကြတော့လေအဓိကကသူကဘာလို့ Venezuela ကိုလိုချင်လဲဆိုတော့ Venezuela ရဲ့စီနဲ့ပို့ပြီးတော့မှကိုက်ညီတယ်သိရမလားသူတို့အကုန်ကြခံစောင့်ထားတဲ့ဒီဓာတ်စီဘာညာအဲ့ဒီဟာတွေကိုဓာတ်ခွဲတဲ့နေရာတွေအကုန်လုံးက Venezuela ကနေတူးဖော်ရရှိတဲ့ဟာနဲ့ပိုကိုက်တယ်တကယ်တမ်းဆိုရင် Venezuela ရဲ့စီရီယာဆိုရင်ပြစ်တယ်လေးတယ်သူ့ရဲ့ API ဆိုရင်15ကနေ16ပဲရှိတယ်အဲ့ဒီဟာကိုအကောင်းဆုံး filter လုပ်နိုင်တာကျတော့ US ဖြစ်တယ်အဲ့ဒါကြောင့်မလို့ US က Venezuela ကစီကိုအရန်လို့ချင်တယ်အဲ့ဒါကြောင့်မလို့လေဒီပြီးခဲ့တဲ့အဖြစ်အပျက်တွေဖြစ်သွားတာပေါ့နော်ပြီးတော့ Russia ရဲ့ API gravity ကကျတော့30ကနေ32ပဲရှိတယ်ဘာလို့လဲဆိုတော့ Iran ရဲ့ဟာကြတော့ပြောရမှာဆို Iran နဲ့ရှင်နေဆိုရင် Iran ကကြတော့ API 30ကနေ36တောင်ရှိတဲ့ရေနံတွေကိုထုတ်လုပ်နိုင်တယ်သူရဲ့ဟာကိုကျတော့ middle light good quality ဆိုပြီးတော့မှတော့မှရေးထားတယ်ပေါ့နော်သူကဘယ်နေရာက tanker ဘယ်နေရာကဒီစီခွဲတဲ့ tank တွေနဲ့အကန့်ကြီးဆုံးလဲဆိုတော့ကိုရီးယားအာရှဘက်ဘာဖြစ်လို့လဲဆိုတော့ Iran ရဲ့စီအားကြတော့အရန်လည်းမပစ်ဘူးအရန်လည်းမကျဲဘူးကိုရီးအာရှနိုင်ငံအတွက်အရန်ကိုကိုက်ညီတဲ့ဟာတွေဖြစ်တယ်ဒါကြောင့်မလို့ဒါလေးတွေကပေါ့နော်ဒီရက်ပိုင်းဖြစ်နေတဲ့ hot news တွေကြောင့်မလို့ညီမကိုယ်တိုင်လည်းစိတ်ဝင်စားတော့လေအခုညီမအမြဲတမ်းကြည့်နေကြ Sulan Daily ဆိုတဲ့ဒီ time ဘက်ကပေါ့နော်သတင်းတွေကိုခိုင်လုံလုံနဲ့ပြောပြနေတဲ့ channel ကနေတင်ဆက်ထားတာလည်းတွေ့တာဆိုတော့ညီမလိုပဲသိချင်တဲ့လူတွေအတွက်လာရောက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့နောက်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်နော်ညီမလည်းဒီတကြံရက်လေးမှာအချိန်ရှိတော့ဗီဒီယိုလေးတွေကိုလည်းလုပ်ဖြစ်ပြီးတော့မှများများတင်ပေးပါမယ်နော်တင်ပေးပါမယ်ဆိုတာတင်ပေးနေအောင်ကြိုးစားပါမယ်ရှင်အားလုံးလည်းဘယ်လိုမြင်လဲကိုယ့်ရဲ့အတီးကိုတိထားတဲ့ဟာလေးတွေရှိတယ်ဆိုရင်လည်း comment ထဲမှာဝင်ရောက်ပြီးတော့မှဗဟုသုတလေးတွေအချင်းချင်းဖလှယ်သွားလို့ရပါတယ်ရှင်